နောက်တစ်ခါတန်ဃာတွေကပြောပြန်တယ်ကိုတော်ဒီမြတ်စွာဘုရားကစာပါဠစေရီနာမှာဒီတက်တော်80အရွယ်မှာအဋ္ဌိဘက်၄ပါးကိုကြာကြာနာနာပွားထားလို့ရှိရင်အသက်100ပြည့်အောင်နေလို့ရတယ်အာယုကပ္ပလုံးနေလို့ရတယ်လို့3-4ချိန်ပြောရတဲ့နဲ့ကိုတော်ဘာဖြစ်လို့အချိန်ပေါင်းမြောက်များစွာပြောတာအဲ့ဆုံးရတယ်နော်အဲ့ဒါလို့ပြောရတဲ့နဲ့အရှင်ဘုရားတက်တော်100ထိအောင်နေပါ80နဲ့ပြိဋိဘံမစမ်းမနဲ့လို့ဘာလို့မတောင်းပန်ခဲ့တာလဲအဲ့ဒီမတောင်းပန်ခဲ့တာကိုတော်ပြစ်ချက်ပဲလို့ဆိုတော့ရှင်ဘုရားတဲ့အဲ့ဒီအချိန်မှာမနက်ကတပည့်တော်ကိုနှောက်ယှက်ထားလို့ဘာပြောမှမသိအောင်တပည့်တော်စိတ်တွေတွေးဝေးနေပါတယ်တဲ့ဒါကြောင့်မို့လို့တပည့်တော်မရှောင်မိတာပါအဲ့ဒါကိုပြစ်ချက်လို့မယူဆပါဘူးသို့တော်အရှင်ဘုရားတို့ကပြစ်တင်နေဆိုရင်လည်းတပည့်တော်လက်ခံပါတယ်လို့ဒီလိုလျှောက်တယ်နောက်နံပါတ်5ကျတော့အမျိုးသမီးတွေဘိက္ခုနီဝတ်ခွင့်ကိုဘာဖြစ်လို့ခေါင်းဆောင်ပြီးတော့ကြိုးစားပေးတာတော့အဲ့ဒါလည်းပဲပြစ်ချက်ပဲအမျိုးသမီးတွေသာသနာပေါင်းဝင်လာတဲ့အတွက်ကြောင့်သာသနာတော်မှာရှုပ်ထွေးမှုတွေဖြစ်လာတယ်ရှင်ဘုရားဒါရှင်ဘုရားရဲ့မှားယွင်းချက်ပဲမလုပ်တဲ့တာလုပ်တယ်လို့ဝိုင်းပြီးပြစ်တင်တဲ့အခါမှာရှင်အနန္ဒမထေရမြတ်ကဖြေတယ်ရှင်ဘုရားတဲ့မိတွေတော်ကြီးဟာဒီမြတ်စွာဘုရားပေါ်မှာအလုံးကိုကျေးဇူးကြီးမားခဲ့တာမိတွေတော်ကြီးအတွက်ငဲ့ညာပြီးတော့တပည့်တော်စူးစမ်းပေးတာမိတွေတော်ကြီးရဲ့ဒီကျေးဇူးတရားဟာအလွန်ကြီးမားလို့မိတွေတော်ဘိက္ခုနီပေါင်းဝင်ခွင့်ရအောင်တပည့်တော်လှုပ်ပေးတာဖြစ်တော့အပြစ်လို့မမြင်ပါဘူးတဲ့တပည့်တော်လှုပ်တာဟာအပြစ်မဟုတ်ပါဘူးလို့ဆိုရှင်ဘုရားတို့ကအပြစ်လို့ယူဆရင်လည်းအပြစ်လို့လက်ခံပါတယ်ဟောဒီ5ချက်ရှင်အနန္ဒကိုဝိုင်းပြီးတော့ပြစ်တင်ကြတယ်ပထမသံဃာနာပြီးတော့ကြည့်မယ်ဆိုရင်အဲ့ဒီတော့ကယဟန္တာတွေကြီးပဲနော်ယဟန္တာတွေကြီးဆိုပြီးပဲလို့မကြိုက်တာဆိုတာတော့ရှိချမှာပဲနော်မကြိုက်တာလုပ်တယ်ဆိုလို့ရှိရင်ပြစ်တင်မှာပဲဒါကတော့အဲ့ဒါလို့ဝိုင်းပြီးတော့အပြစ်တင်တဲ့နေရာမှာရှင်အနန္ဒမထေရမြတ်ကဖြေရှင်းခဲ့တယ်နောက်ထပ်တစ်ခါမြတ်စွာဘုရားပြိဋိဘံမစံခင်ကမှားခဲ့တာလေးရှိသေးတယ်တဲ့တောထွက်တုန်းကမြင်းပြီးဆွဲမောင်ဆန်မြင့်တော်ခံမောင်ဆန်သူကလည်းသာသနာပေါင်းဝင်ပြီးတော့ယဟန်ဘဝရောက်တဲ့အခါမှာကျန်တဲ့ကိုယ်တော်တွေကိုမလေးမစားလုပ်တယ်သူကဘုရားပြောလို့လည်းမရဘူးဘာဖြစ်လို့တော့ဆိုသူကမာနခံနေတာတောထွက်တုန်းကငါနဲ့ငါအရှင်သား2ယောက်တည်းထွက်တာခုမှလာပြီးတော့ရှုပ်တယ်ပေါ့လူလေလောက်ကြတယ်ပေါ့သူ့စိတ်ထဲမှာလို့ထင်တယ်ဟုတ်တယ်လေဒါထင်စရာပဲလူတွေပြောကြတယ်မို့လားနောက်မှပေါ်ထင်ရွှေကြပင်တွေကလူရဝင်နေတယ်ပေါ့တောထွက်တုန်းကငါနဲ့2ယောက်တည်းပဲလာခဲ့တာဘယ်သူမှမရှိဘူးအဲ့ဒီတော့တို့2ယောက်တည်းပဲအခုမှနောက်မှလာပြီးတော့လက်ရရန်လေးလက်ဝဲရန်လေးနဲ့လာပြီးတော့နေရာတွေယူကြတယ်ဆိုမကျေနပ်ဘူးသူမကျေနပ်လို့ဘုရားရှိတုန်းကပြောလို့မရဘူးသူအလွန်ကောင်းပါလေပြီးတော့ဘုရားနဲ့လည်းဖွားဘက်တော်လည်းဖြစ်တယ်အလွန်ရင်းနှီးတဲ့သူအလွန်ရင်းနှီးတာဟေးမောင်ဆန္ဒဘယ်သွားကြအောင်ဆိုသွားလာတဲ့နေရာမှာပေါ့လူဘွားတုန်းကလေအလွန်ရင်းနှီးတဲ့မြင်းတော်ခံကိုသူကသင်္ကန်းဝတ်လာတော့ပြောမရဆိုမရဖြစ်နေတော့မြတ်စွာဘုရားကဆန္ဒမပြောချင်နဲ့ငါမရှိတဲ့နောက်ကျတော့သူ့ကိုပြမထံပေးခဲ့ပြမထံဆိုမြင့်မြတ်တဲ့ဓံပေးနည်းအဲ့ဒါရှင်အနန္ဒအောင်အဲ့ဒါငါမရှိတဲ့နောက်ကိုဆန္ဒကိုပြမထံပေးလိုက်ကြလို့ဆိုအရှင်ဘုရားပြမထံကဘယ်လိုဟာတော့မြတ်စွာဘုရားကိုလျှောက်လိုက်ခဲ့လားလျှောက်လိုက်ပါတယ်ဒါဖြင့်ပြမထံကဘယ်လိုဟာတော့ဆိုဆန္ဒပြောချင်တာပြောပါစေသူ့ကိုအရေးလုပ်ပြီးတော့ဘာမှမပြောချင်နဲ့ပယ်ထားလိုက်ကျင့်ထားလိုက်ဆိုတဲ့ပြမထံမဲတဲ့အရေးလုပ်ပြီးတော့သူ့ထဲ့ပြီးတော့မပြောနဲ့တော့အဲ့ဒါနဲ့ရှင်အနန္ဒာကပြမထံဆိုတာအဲ့လိုပေးရမယ်လို့တပည့်တော်ကိုမှာခဲ့ပါတယ်ဆိုဒါဆိုရင်ကိုတော်ပဲကိုယ်တိုင်ပဲသွားပေးပါလို့ဆိုဆန္ဒကိုပြမထံပေးဖို့အတွက်သံဃာနာပွဲပြီးတဲ့အခါမှာလှည့်စည်းပြီးတော့ကောသမီပြည်ဘက်ကိုခီးထွက်သွားတယ်ကောသမီဆိုတာအလဟဘတ်နာမှာရှိခင်းကမြစ်တို့ယမုနာမြစ်တို့ဆုံနေနေတာအဲ့ဒီမှာရှင်အနန္ဒာရာဇဂိုကနေပြီးတော့ကောသမီကိုသွားတာအလဟဘတ်ဘက်ကိုသွား